ကြက်သားစိတ်တွေတက်နေလို့ကြက်ချက်တော့တစ်ချောင်းနဲ့တစ်မျိုးလုံးစားလို့ရအောင်ချက်ကြမယ်ကြက်ချက်တော့လေးကိုစီတက်ပြီးအရွက်မပါတဲ့ကစုံရိုးကိုထည့်ကြော်ပါမယ်အရသာရှိဖို့စားနှဲငယ်ထည့်ပြီးထပ်လှိမ့်လိုက်ရင်ကစုံရိုးကြက်ချက်တော့လေးရပါပြီကစုံရိုးလေးကိုပကံထဲထည့်ပြီးကြက်ချက်တော့ကိုဆက်ချက်ပါမယ်ကြက်သွန်ဖြူလေးထည့်ပြီးတစ်ဖန်ပြန်စီတက်မယ်စီတက်လို့မှုန်းလိုက်ရင်ပဲပဲပေါက်လေးထည့်စားနှဲနဲ့ပဲငယ်ပြားရဲ့အကြီးနဲ့ငွေသီးစိမ်းကိုထည့်အပေါ်ကနေကြက်သွန်မေးလေးဖြူလိုက်ရင်တော့ကြက်ချက်တော့ပဲပဲပေါက်ကြော်လေးရပါပြီပဲပဲပေါက်ကိုပကံထဲထည့်ပြီးကြက်ချက်တော့လေးကိုရေးထည့်ပြီးပြုတ်ပါမယ်အမို့လေးထပ်ထည့်ပြီးအဖုံးလေးဖုံးထားလိုက်ပါစူလိုက်ရင်စားနှဲငယ်ကြက်သွန်မိန်လေးထည့်ပြီးလိုက်ရင်ကြက်ချောက်အမို့ဟင်းရင်လေးရပါပြီကြက်ချောက်လေးကိုဖယ်ပြီးနှစ်ပိုင်းပိုင်းမဟုတ်ဘူး3 4 5ပိုင်းလောက်ပိုင်းကြက်ချောက်အနှဲငယ်ကိုပဲငယ်မြာရီအကြည့်စမ်းငရုတ်သီးတမရသီးနန်းနမင်းထက်ပဲငယ်မြာရီလေးပါထပ်ထည့်ငရုတ်သီးစိမ့်ထည့်ပြီးထပ်တုပ်လိုက်ရင်ကြက်ချောက်တုပ်လေးရပါပြီပုံနေတဲ့ကြက်ချောက်တစ်ဝက်ကိုတစ်ဝက်ချမ်းပြီးအကြော်မှုန့်နဲ့ကြော်ပါမယ်ပွေးသွားအောင်ငရုတ်သီးပွားကြော်လေးထည့်ကြော်ပါမယ်ဒါဆိုရင်တော့ကြက်ချောက်ငရုတ်သီးကြော်လေးရပါပြီနောက်ဆုံးကျန်တဲ့ကြက်ချောက်လေးကိုအိုးထဲထည့်ရေအနှဲငယ်ထည့်ပြီးခောက်ဆွဲ4 5 6မြင်လောက်ထက်စားနဲ့ကြက်ချွတ်နဲ့နန်းနမေးလေးအုပ်ပေးလိုက်ရင်တော့ကြက်ချောက်ခောက်ဆွဲပြုတ်လေးရပါပြီတစ်မျိုးလုံးစားလို့ရပြီဆိုတော့ like and follow လေးလုပ်သွားကြဖို့မမေ့နဲ့